စစ်တို့မြည်သည်ပြောင်းပြရလည်းမရှိသမင်းမောင်တို့ချင်းများရဲ့အများနဲ့ထပ်တူအခက်ခဲရှိကြပါလေကွယ်မိလေးရဲ့ဒါတွေတွေ့ကွယ်ကြာလီဝေးမယ်ဒီပြင်းမျိုးတော့မရောက်သူမိန်ငကိုဒူနီယာစလမ်းပြလို့လိုက်လေကိုကြည့်တယ်မြစ်တာစစ်တော်မြည်သည်ဖြောင်းပြူရလည်းမရှိသမင်းမောင်တို့ချင်းများရဲ့အများနဲ့ထပ်တူအခက်ခဲရှိကြပါလေကွယ်မိလေးရဲ့ဒါတွေတွေ့ကွယ်ကြာနေဝေးမယ်ဒီပြင်းမျိုးတော့မရောက်သူမိန်ကိုလူနီယာစကားလက်ပြလို့လိုက်ခဲ့ကိုကြည့်တယ်တကယ်ချစ်ကုန်းတနာမဆုံးကြတော့လေပေါင်းရိုက်ကြတဲ့ချစ်သူတွေများပါတယ်တကယ်ချစ်ကုန်းတနာမဆုံးကြတော့လေပေါင်းကြရတဲ့ချစ်သူတွေများပါတယ်ကိုရာကိုအားကိုကကိုချစ်သူသားတွေကြောင့်တော့ရွယ်မောင်စီရနာထားရလေချစ်သိလေးစီခြင်းနဲ့မိလေးရဲ့ဒါတွေတွေ့ခွဲကြာလီဝေးမယ်ဒီပြင်းမျိုးတော့မရောက်လို့သူမိန်ကိုလူနီယာစကလမ်းပြလို့လိုက်ခဲ့ကိုကြည့်တယ်ကိုဘဝကိုရေကိုပိုင်တွေ့နေကိုတို့ဆွေးနွေးကြမယ်ကွယ်တောင်းပါမယ်ငါကိုချစ်တဲ့ခွဲညာရမယ်ဒီကပြီနေမယ်ကိုဘဝကိုရေကိုပိုင်တွေ့နေကိုတို့ဆွေးနွေးကြမယ်ကွယ်တောင်းပါမယ်ငါကိုချစ်တဲ့ခွဲညာရမယ်ဒီကပြီနေမယ်မလာဝေးမယ်ချစ်တဲ့ဘာွယ်ယုံကြည်ချက်ကပြင်းထန်လာတယ်မရရင်မနေဘဝချီကိုလည်းထူထောင်မယ်အော်လိုက်တော်မူသင်ပါရဲ့ညာနဲ့သူစပယ်မောင်ကခေါ်ကြည့်တယ်ပလာဆိုင်တန်တော့ကြတော့ကျွန်တော်ဒီလိုဖန်တီးထားဘယ်လိုပါလဲငါစီကြည့်မယ်နော်ငါစမယ်ဟာဒါအတီးရောပါမသွားဘူးလားပါတယ်ခင်ဗျဒါကတော့ဟာလားတချင်းကိုတိကွက်ဖြစ်အောင်ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်မလွယ်ဟုတ်ပြီနော် ဟုတ်ကဲ့ကျွန်တော်ကိုကြီးကတကယ်ဆိုင်းဝါဒနာရှင်ဆိုတော့အတိကျမ်းခြင်းအောင်မဟုတ်ဗျမှန်တယ်ဗျအတိရဲ့သဘောတရားကြတော့လေဒီလိုဖန်တီးပြီးတိကြည့်အောင်ဆိုသေးတယ်ရမယ်ခင်ဗျတို့ဆရာကဘာလို့လဲလူငယ်ထက်ကိုပါခင်ဗျထက်ကိုတို့ယုံညာကပြိတ္တလေးမြင်အောင်တခြားပြရစမ်းမဲမဲဆိုပြုံးမိကောင်းကြီးပြိုင်စီဟာအဲ့ဒါထက်ကိုပါပဲအကလေးကကြိုက်တယ်သူမျက်နှာမျက်မှန်ဆွတ်မရအောင်ပြုံးမြုံမဲ့ဆိုင်းစရာပြုံးခိုင်းတာဘာဖြစ်လို့မဲပုတ်တင်ကြိုးလို့ခေါင်းကြီးပြတာဒီဘက်ကစနေကဝိပရိတ္တတွေအများကြီးပဲဟုတ်တယ်နော်လူငယ်တွေဆိုတော့ကျွန်တော်ဟိုနောက်ဆန်တင်းစရာမလိုဟုတ်တယ်တကယ်အလုပ်လုပ်တဲ့နေရာမှာအင်းနဲ့အားနဲ့လုံးမလုံးရင်တကယ်လုပ်တာဟုတ်တယ်နော်ပြောမှာဒါဒီပေါက်ကုန်မှာဟုတ်ပြီလားလူငယ်တွေဆိုတော့အားငယ်အားနောက်ကညှာစရာမလိုဘူးဒါကိုပြောချင်တာဒါကြောင့်တစ်ဖွဲ့လုံးလူငယ်တွေနဲ့ဖွဲ့စည်းထားတာဆိုတော့အတန်တွက်ကိုဒီလိုတိပြချင်တာပါဟုတ်ကဲ့ထက်ကိုချမယ်နော်ချမယ်ဟိုင်းရှင်းပါလေနော်ရှင်းဒါကပထမပိုက်ပါခင်ဗျာဒုတိယပိုက်ကြံသေးတယ်တကယ်ချစ်ရင်ကုန္ဒနာမဆုံကြတော့လေပေါင်းရိပ်ကြတဲ့ချစ်သူတွေများပါတယ်
ခံစားချက်အလွမ်းပရင်အဆွေးတခင်ကိုတင်နိုင်ကိုတန်းနဲ့တချင်းတွေလိုပဲတချင်းကလည်းအင်မတန်မှကိုလွမ်းစရာကောင်း လွမ်းတာ ဟုတ်ပြီနော်မပြောတော့ပါဘူးဗျာတိကြည့်အောင်နော်တကယ်ချစ်ရင်ဒါနေစရာလေးမနဲ့ခင်းကြမှာနော်လိမ့်ထားတဲ့တနက်ခါဟမ်ဘယ်ကြောင်မြတ်တိုးလာသလုံးမသိ အကောင်ကိုလိမ့်လာလားဒီကောင် မမြင်ရဘူးဒင်းနဲ့လေးခါလေးကိုစမ်းပြီးမဟုတ်ပါနော် ဟုတ်ပြီ လာပါဟာဟေးရှင်းပါတယ်နော် ရှင်းပါစရာ ထွက်လာတဲ့အတန်တော့ဟာလားတကယ်ကိုရတပြည့်အောင်ဆိုပြီးတော့ကျွန်တော်တို့ညီကိုတို့တွေဟာလားကြိုးစားပြီးတော့တင်ပြလိုက်တာပါခင်ဗျာ ရတာရှိ တကယ်ချစ်ရင်ဟုတ်ပြီနော် ဟုတ်ကဲ့ ဂုဏနာမစုံရတော့လေပေါက်ကြရတဲ့ချစ်သူတွေများပါတယ်ဆိုတဲ့အပိုက်ကိုဒီမှာနော် ဟုတ်ကဲ့ ဟာဒါဟာဟဲ့ကို ကြိုက်ရ ရှင်းပါတယ်နော် ရှင်းဗျာ အတန်တော့ကတော့ဗလာဆိုင်ကတော့အဆက်တောက်စစ်ကွက်တွေနဲ့ဒီလိုတီးပါတယ်ခင်ဗျာ ဒီလိုလားတဲ့ နောက်ဆုံးတစ်ကွက်ကြံနေတယ် ဟုတ်တယ် ဟုတ်ပြီနော် ဟုတ်ကဲ့ ကိုဘဝကိုရေးကိုပိုင်ပေးနဲ့ကိုတို့ဆွေးနွေးကြမယ်ကွယ်အဲ့ဒီအပိုက်ကြတော့ဟလာအကမြောင်ဝါဒနာပါလို့ရှိရင်တို့အမတွေညီမတွေတို့အတော်တွေဝါသနာပိုင်းထားကလို့ရ အကောင်ကလို့ရတယ် ပထမဆုံးနေရာလေးအင်မတန်မှကကောင်းအောင်ကျွန်တော်ဒီဘက်ကဒိုးစိတ်ကလေးပုံဖော်ပေးထားပါ မမ ဒိုးစရာပုံပေါ်ရအောင်ဟိုဘက်ကလင်းခွင်းတီးရနေပြီးတော့ကူညီပေးရ ဟုတ်တယ် နှစ်ယောက်တည်းစကြည့်မယ်နော် ဝါသနာပိုင်ကလို့ရတယ်ဖန်တီးဖို့